နိုင်လောက်ကားစီးပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့လန်ဒန်ရောက်ပါပြီခင်ဗျာတကယ်ညဘက်ကပူတော်လှသေးတာဗျာနေ့ဘက်ထက်ဝေါရာသီဥတုကတော့နည်းနည်းအေးပါတယ်ကျွန်တော် jacket တောင်မှတိတ်မထူသလိုခံစားရတယ် blind box လိုချင်လို့တဲ့ဘူးသူမွေးနေဆိုတော့ကျွန်တော်ဝယ်ပေးလိုက်ပါမယ်မွေးနေလားဒီတစ်ခေါက်မှတော်တော်လေးစုံပါတယ်ပေါ့နော်လန်ဒန်မှာနေရင်တော့ထုံးစံတိုင်းမြေရောက်ရထားတော့တော်တော်စီးရပါတယ်မြို့လေကောင်ထဲမှာအကြီးဆုံးပန်းညံတစ်ခုပေါ့နော်နောက်ရာသီဥတုမအေးတော့ပုံမိုက်ပါပေါ့နော်အခုကတော်တော်အေးတယ်ဗျာဒါနေ့တော့မှလူတိုးချက်ကလက်လန်ဒါအပြင်မှာကင်မရာတွေကထက်ကိုလာပြီပေါ့နော်ဒီဘက်ကောပါတလန်းလုံးဒီလိုပါပဲညစာစားဖို့အတွက် steak ဆိုင်ကျွန်တော်ရောက်နေပါပြီခင်ဗျာဒါကတော့ prime rib ဖြစ်ပါတယ်ဒီကောင်လေးကတော့ဒါကတော့ bone marrow ပေါ့မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ရဲ့ London ခီးစဉ်လေးပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတာတော့ကျွန်တော်တို့ကျောင်းရှိမှာပေါ့နော်ကျွန်တော်တို့စီးမဲ့ကားကျွန်တော်တို့ကျောင်းရှိလာကြိုမှာဖြစ်ပါတယ်ခင်ဗျာဒီနောက်ကကောင်နေနဲ့သွားမှာဖြစ်ပါတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ကားစောင့်နေတာပါ Frank what time is the bus 8:50ကြာရင်ကားလာမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကျောင်းရဲ့bus ကား gate ပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့မြို့ထဲပဲသွားဒီကနေလာစီးရဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ London သွားမယ့် bus ကားလည်းဒီပဲလာမှာဖြစ်ပါတယ်ခင်ဗျာကားကတော့နည်းနည်းနောက်ကျနေပေါ့နော်ဘယ်ချိန်မှလာမယ်မသိဘူးအမှန်တကယ်8 ခွဲလာမှာအခုထိမလာသေးဘူးကားကျွန်တော်တို့9 နာရီအောင်ထိုးတော့ Hey guys, I'm excited today. Yes, sir. Andy. Yo, we are excited. We are going to London today. Yeah, London, we are coming. All right. Hey. Andy. လက်ပါပြီခင်ဗျာဒါတော့ကျွန်တော်ရဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လန်ဒန်သွားမှာဖြစ်ပါတယ်နိုင်လောက်ကားစီးပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့လန်ဒန်ရောက်ပါပြီခင်ဗျာမြို့ထဲမှာတော့မဟုတ်သေးဘူးပေါ့နော်မြို့ပြင်မှာပဲရှိသေးတယ်ကျွန်တော်တို့ဒါ Central London သွားတဲ့လမ်းပေါ်မှာဖြစ်ပါတယ်ဒီနေ့နေသားပါတယ်လန်ဒန်မှာတော့ကားတော်တော်ပိတ်ပါတယ်ပေါ့နော်ကျွန်တော်တို့မြို့ကနေလန်ဒန်ရောက်ဖို့2 နာရီပဲကြာတယ်ဒါပေမဲ့လန်ဒန်မြို့အပြင်ကနေထဲဝင်ဖို့ဆိုရင်ကျွန်တော်တို့1 နာရီလောက်ကြာတယ်ဘာလို့လဲဆိုတော့ကားပိတ်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကားပိတ်တာစောင့်နေပါတယ်လန်ဒန်ရောက်ပါပြီခင်ဗျာဒီတစ်ခေါက် trip ကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲ budget trip တော့မဟုတ်ဘူးပေါ့နော်ဘန်ကောက်နေအပြောင်းရှင်းမဲ့ trip လို့ပြောလို့ရပါတယ်ကားလန်ကူးလို့ရပြီနေ့လည်စာစားဖို့ဆိုင်ရောညစာစားဖို့ဆိုင်ရောကျွန်တော်တို့ booking လုပ်ပြီးပါပြီကျွန်တော်တို့ဒီနေ့တနေ့ကုန်လဲမှာဖြစ်ပါတယ်လိုက်ခဲ့ပြီးပါဦးခင်ဗျာအခုကတော့ကျွန်တော်တို့မြေရောက်ရထားပူတာပေါ့နော် tube station ကိုသွားနေကြဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခု Victoria Station ကနေပြီးတော့ကျွန်တော်တို့မြေရောက်ရထားစီးပြီးတော့hotpot ဆိုင်ကိုသွားမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ Victoria Station ဖြစ်ပါတယ်ဒီမှာဘယ်လိုပြောရလဲရထားအတိကတော့ရထားပူတာပုံစံမျိုးပေါ့နော်ကျွန်တော်တို့အခုကတော့ကျွန်တော်တို့ Heidi လောက်ပေါ့နော်ကျွန်တော် hotpot ဆိုင်ကိုသွားနေတာဖြစ်ပါတယ်နေ့လည်စာ hotpot စားမယ်ညစာတော့ steak စားမယ်ပြီးရင်ကျွန်တော်တို့ဂျားထဲမှာBlack Friday ဆို shopping လေးပါလေးထွက်ဖို့လည်းကျွန်တော်တို့ရှိပါတယ်ပေါ့နော်အခုကရထားပူတာတွေမှာဖြစ်ပါတယ်ခင်ဗျာရာသီဥတုကတော်တော်အေးပါတယ်ထုံးစံတိုင်းပဲပေါ့နော်လန်ဒန်မှာဆိုတော့အကုန်လုံးကတော့အများ rush ဖြစ်နေတာပေါ့နော်အချိန်မီရထားမီဖို့ရေအကုန်လုံးအပြေးလွှားနေပါခင်ဗျာလူတော်ကြပါIt's closing. Oh my God, friend. Yes, sir. Senior woman now. Have to be careful. Yeah, okay. Someone gets pickpocket. Pickpocket. Hotpot ဆိုင်ရောက်ပါပြီ Email, right? Hotpot ဆိုင်ရောက်ပါပြီခင်ဗျာမှာနေပါလေ What are you ordering, Frank? For us? The soup. The soup. All right. ကျွန်တော်စားပါတော့မယ်ခင်ဗျာ Hotpot မစားရလေတော်တော်ကြာပြီဆိုတော့ဒီ No. ဝါဒီဆွဲဖို့စောင့်နေကြပါဘူးခင်ဗျာ Sorry, can I come live? Explain. Spicy.
Lucas, what's this? This one's spicy soup. This. This one water. အခုလိုရာသီတုအေးလေးနဲ့ hot pot နဲ့ကတော့လိုက်တာတော့ပြောမနေနဲ့ဗျာ share ပဲအကုန်လုံးက share ကြီးပဲပေါ့နော်တော်တော်လေးလည်းစားလို့ကောင်းပါတယ်ကျွန်တော်ဗီဒီယိုရိုက်ဖို့တောင်မေ့နေစားရင်တန်းနဲ့ခုမှထားပြောပါ excuse me ဝါအုံနောက်လည်းပါတယ်ဟိုအစုံပါပဲကျွန်တော်မှာဒီတစ်ခေါက်မှာတော်တော်လေးစုံပါတယ်ပေါ့နော် 对所有的快乐说嗨，亲爱的，亲爱的，生日快乐，每一天都精彩，看幸福的花儿也盛开。 စားပြီးတောက်ပြီးလို့ကျွန်တော်တို့မြို့ထဲမှာရှောက်သွားနေတာဖြစ်ပါတယ်ခင်ဗျာရာသီဥတုကတော့နည်းနည်းအေးပါတယ်ကျွန်တော် jacket တောင်မှတိတ်မထူသလိုခံစားရတယ်ပေါ့နော်ကျွန်တော်တို့အခုဒါဒီမှာစားပြီးတောက်ပြီးလမ်းလေးပါလေးရှောက်ပြီးရင်တော့ကျွန်တော်တို့ပန်းညံသွားပါမယ် Central London ဆိုတော့တည်တဲ့အတိုင်းပဲတိုက်တွေအများကြီးပဲပေါ့နော်ကျွန်တော်တို့မြို့မှာဆိုရင်တော့ဒီလိုမျိုးတိုက်တွေအများကြီးတိတ်မရှိဘူးပေါ့ကျွန်တော်တို့ London မှာအခုလိုရှောက်သွားတာကျွန်တော်တော်တော်ပျော်ပါတယ်လူကလည်းတအားစီရောလေကျွန်တော်တို့မြို့နဲ့မတူဘူးတူးထားနေသူပေါ့ အခုကတော့ကျွန်တော်တို့ပေါ့နော်ဒီလာပူပူတွေရောင်းတဲ့ pop mart ဆိုင်တွေကိုသွားပြီးတော့ကျွန်တော်တို့ friend ကိုမွေးနေ့လက်ဆောင်လေးသွားဝယ်ပေးဖို့ဖြစ်ပါတယ်ခင်ဗျာ No, don't ask me. What you want it? I think he wants a blind box guys I don't know why but blind box လိုချင်လို့တဲ့ဘုသူမွေးနေ့ဆိုတော့ကျွန်တော်ဝယ်ပေးလိုက်ပါမယ်မွေးနေ့လက်ဆောင်ပေါ့နော်သူကလည်းကြမ်းကြမ်းဖက်ဖက်နော်ဟိုဝယ်စရာရှားလို့ blind box မှလိုချင်ရတယ်လို့လိုချင်တယ်ဆိုတော့ဝယ်ပေးလိုက်ပါမယ် You want it friend? No, it's a shop. It's a shop. Yeah, it doesn't need to be. What about my face? No, thank you. No, it's a good shop. Okay, all right. Look. Right. Pass me my money. Good. Thank you. Have a Thank nice you. day. Thank you. 18ပေါင်ဆိုတော့18 6လီ9000ကျော်လာပြီမြန်မာကုန်နဲ့ Yeah, there you go. Not too bad. ဝင်လက်ဆောင်ဝယ်ပေးလိုက်ရပါပြီခင်ဗျာမူစားပြီးတော့ ပြီးတာနဲ့ကျွန်တော်တို့နောက်ထပ်မြေရောက်ရထားပူတာလေးတစ်ခုကိုသွားပြီးတော့ကျွန်တော်တို့ရထားလေးစီးပြီးပန်းညံကိုသွားမှာဖြစ်ပါတယ်ခင်ဗျာ လန်ဒန်မှာနေတော့ထုံးစံတိုင်းမြေရောက်ရထားတော့တော်တော်စီးရပါတယ်လူကတော့စောင်းမများဘူးနော်အော်ဟိုမှာပါကြီးပဲ The green tea ဘယ်သွားမလဲ show မြေရောက်ရထားပူတာမှာဖြစ်ပါတယ်ခင်ဗျာရထားဆောင်နေပါတယ်ရထားနောက်ကြတော့ပေါ့ကျွန်တော်တို့ပဲစောတာနေမှာပါရထားတော့နောက်မကြတော့မြေရထားတော့တော်တော်စီးရတာပေါ့နော်လန်ဒန်ရောက်လို့ရှိရင်ရေလေစီးရတယ်မုံနေအောင်စီးရတယ် မြေရောက်ရထားလေးနောက်တစ်ခါစီးပြီးတဲ့အခါမှာတော့ကျွန်တော်တို့လန်ဒန်ရဲ့အကြီးဆုံးပန်းညံနေတဲ့တစ်ခုဖြစ်တဲ့ Hyde Park ကိုအခုကျွန်တော်တို့ရောက်ရှိလာပြီပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ဝင်ပေါက်ပေါ့နော်ဒီကနေကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ် အခုရောက်နေတဲ့နေရာတော့ Hyde Park မှာဖြစ်ပါတယ်ဒါလန်ဒန်ရဲ့ဘယ်လိုပြောရမလဲမြို့လေကောင်ထဲမှာအကြီးဆုံးပန်းညံတစ်ခုပေါ့နော်ကျွန်တော်တို့ရောက်နေတဲ့နေရာကြီးရာတလောက်ရာတီးလို့မအေးတော့ပုံမိုက်ပါပေါ့နော်အခုကတော်တော်အေးတယ်ဗျတော်တော်မှအေးပါတယ်ဒါပေမဲ့တော်တော်သားရပါတယ်ပေါ့နော်ဒီနေရာလေးကျွန်တော်ရမ်းသဘောကျပါတယ် ဒီပန်းညံနေထဲမှာပေါ့နော်သွားတဲ့အရာသာသူကကျွန်တော်တို့ပြင်ဦးနယ်ကကန်တော်ကြီးဟိုဥယျာဉ်ပေါ့နော်အဲ့လိုဟာမျိုးလေးနဲ့ဆင်ပါတယ်ပေါ့နော်ဒါပေမဲ့လန်ဒန်ဆိုတော့လေကျွန်တော်တို့တော်တော်လေးလဲတက်နေပြီးတော့အရာသီတုလေးကလည်းအေးအေးလေးနဲ့ဟိုကိုတငယ်ချင်းမိတ်ဆွေတွေမိသားစုဝင်တွေနဲ့အေးဆေးလေးအပန်းဖြေလို့ရတဲ့နေရာလေးတက်နေရပေါ့နော်ဒီလန်ဒန်မြို့ပြကြီးရဲ့စူညံမှုတွေနဲ့ခဏပေါ့နော်ကျွန်တော်တို့အဝေးမှာအေးဆေးဆေးလေးနဲ့အပန်းဖြေရတဲ့အရာသာတွေတော်တော်လေးမိုက်တယ်ပေါ့နော်နောက်ပြီးတော့ဒီမြင်ကွင်းနေနဲ့ဒီရေကန်ကြီးတွေဒီတစ်ပင်ပန်းမှန်တွေဒီစောင်းတွင်းရဲ့အငွေတက်ဖြစ်တဲ့ဒီတစ်ရွက်တွေတရွက်မှမရှိတဲ့ဒီတစ်ကိုင်းကြောက်တွေပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးကလည်းတကယ်ကိုကြည့်ရတာကျွန်တော်တို့မျက်စိပတာသာအရန်ဖြစ်ပါတယ်ပေါ့နော်ဒါကြီးဒီနေရာလေးကကြာကျွန်တော်အကြိုက်ဆုံးနေရာလေးတွေကတနေရာပါပဲပေါ့နော်လန်ဒန်မြို့ထဲမှာတကယ်သွားလာတာလည်းတကယ်စိတ်ကိုအေးချမ်းစေပါတယ်ပေါ့နော်ကျွန်တော်တို့ပန်းညံထဲမှာအချိန်တနာရီလောက်ပေါ့နော်ကျွန်တော်တို့အေးဆေးနားပြီးတဲ့အချိန်မှာညနေလေးလည်းစောင်းလာပြီးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လန်ဒန်ရဲ့ညအလှပေါ့နော်ညဘက်အလှပတွေကိုဒါကြည့်ဖို့အတွက်ကျွန်တော်တို့ Oxford Street နဲ့ Regent Street တို့ရှိတဲ့နေရာကိုကျွန်တော်တို့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့နေရာလေးကတော့ Selfridge ဖြစ်ပါတယ်လန်ဒန်ရဲ့ luxury shopping mall တစ်ခုပေါ့နော်
လူကတအားများတယ်ပေါ့နော်ကျွန်တော်တို့အင်ကာနေ့တောင်မှလူကတော်တော်များတယ် There's so many people that's what I'm saying right အင်ကာနေ့တောင်မှလူတိုးချက်ကလက်လန်ဒါပေမဲ့ဒီလမ်းကတော့တော်တော်လှတယ်ပေါ့နော် share ပဲလုံးဝမီးလေးစင်တာတော်တော်လှပါနော် Let's go to the middle. Yeah လမ်းလေကောင်ကနေပြီးတော့မြင်ရတဲ့အနေအထားဖြစ်ပါတယ်တော်တော်လှပါတယ်ဗျာအပြင်မှာကင်မရာတွေကထက်ကိုလှပါတယ်ပေါ့နော်ဒီဘက်ကောပါတော့တလန်းလုံးဒီလိုပါပဲတလန်းလုံးတောက်လျှောက်လို့ပါပဲတော်တော်လှပါတယ်ခင်ဗျာတလန်းလုံးအဲ့လိုပုံစံလေးဆင်တာပေါ့ဒီကျွန်တော်တို့ဒီဘတ်စကားအနီအောင်ကြီးရတော့ကျွန်တော်တို့လန်ဒန်ရဲ့သင်္ကေတပဲပေါ့နော်ကျွန်တော်တော်တော်စိတ်ချမ်းသာပါတယ်ဒီလိုမျိုးရှောက်လာတာလေတော်တော်ကြည့်ရတော်တော်မျက်စိပရာသားဖြစ်တယ်တော်တော်လှပါတယ်ခင်ဗျာရှေ့အခု Oxford Street မှာကျွန်တော်တို့ဓာတ်ပုံတွေလည်းရိုက်ပြီးလဲလို့လည်းပြီးပတ်လို့လည်းပြီးဆိုတော့ကျွန်တော်တို့ခဏနေ Big Bang ကိုသွားမှာဖြစ်ပါတယ်လန်ဒန်ရဲ့နိုင်စင်ကြီးပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်ဓာတ်ပုံရိုက်လို့ဝါပြီဆိုတော့ကျွန်တော်တို့ Big Bang ကိုသွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာအခုကတော့ bus ကားစီးပြီးတော့ Big Bang ကိုသွားနေတာဖြစ်ပါတယ် Alright Andy where are we going Big Bang. Yes sir ခဏနေပြန်တွေ့ပါမယ်ဒါတော့ bus ကားမှာဖြစ်ပါတယ်မထိုင်တော့မတက်ပဲရက်လိုက်တော့ဝေါညဘက်ကြည့်ရပိုတောင်လှသေးဘူးပဲနေဘက်ထက်ဆောင်နော်တကယ်ညဘက်ကပိုတောင်လှသေးတာဗျာနေဘက်ထက်ဝေါတော်တော်လှပါတယ်ဗျာမမကဲအခုတော့လဲလို့ပက်လို့ပြီးတော့ကျွန်တော်တို့ညစာစားဖို့အတွက် steak ဆိုင်ကိုကျွန်တော်ရောက်နေပါပြီခင်ဗျာဒီနေ့ကျွန်တော်တို့ရွေးချယ်ရတဲ့ဆိုင်ကတော့ Black Lock London လို့ခေါ်ပါတယ်အခုကတော့ကျွန်တော်ဘာမှမတိုင်မြင်နေပါတယ်ခင်ဗျာအဓိကမွေးနေ့ရှင်သဘောပေါ့နော်မွေးနေ့ကျွန်တော်ဒီနေ့ဒီကောင်မွေးနေ့လာစားတော့မွေးနေ့ရှင်သဘောပေါ့အဓိကဒီဆိုင်ကတော်တော်စုံတယ်ပေါ့နော်တခြားဆိုင်တွေပိုင်းမှာမရတဲ့ prime rib တို့ပါတော့လည်းရတယ်ဒီလောက်ဒီလိုမျိုးကျွန်တော်တို့ဒီနေ့ကပါနေအင်္ဂါနေ့လိုနေမှာတော့ဆိုင်ကလူပဲပြည့်ပဲဆိုတော့ဒီလိုပဲတော်တော်ဒီဆိုင်ကောင်းတော့ကောင်းအောင်တခုကောင်းလို့ပဲပြည့်ရတယ်ဒီဆိုင်တော့လူပြည့်ပဲအင်္ဂါနေ့လိုနေလို့ပြည့်ရတော့မဟုတ်ဘူးချက်ရှိုးလာဆိုင်မှာဘာမှမသိလို့ ChatGPT မေးနေတဲ့သူတယောက်တော့ရှိပါမယ်ကွာမှာပြီးပါပြီတော်တော်စဉ်းစားယူလိုက်ရပါတယ်ကျွန်တော်တို့မှာလာတော့ prime rib ကိုမှ800 gram ရယ် rib eye ရယ်ပြီးတော့တခြား size အစုံနဲ့ကျွန်တော်တို့မှာလာပါတယ်ရောက်အောင်ပြပါမယ်။ bike ကတော့တော်တော်စားနေပါပြီခင်ဗျာ Calm down. You want this side? Both This is big hand. Big hand with both. အစားတောက်တွေကတော့ရောက်လာပါပြီခင်ဗျာဒါကတော့ prime rib ဖြစ်ပါတယ်ဒီကောင်လေးကတော့ဒါကတော့ bone marrow ပေါ့နော်ဟိုဘက်က Andy နဲ့ Lucas ကတော့သူတို့နှစ်ယောက်ကတော့ rib eye မှာလာတယ်ကျွန်တော်တို့နှစ်ယောက်ကတော့ prime rib ကို800 gram ပဲOh my god Yeah. You want to blow the candle? I mean, what's this? I don't think we have enough time. I don't want to miss the coat. We only want. စား
စားပြီးသွားပါပြီခင်ဗျာလုံးဝစားလို့တော့တကယ်ကောင်းပါတယ်ကျွန်တော်စားဦးခင်ဗျာ steak house အားလုံးထဲမှာဒီဆိုင်ကအကောင်းဆုံးပဲလို့ကျွန်တော်ထင်ပါတယ်เนาะအခုတော့ပြင်ပန်းနေပြီမို့လို့ကျွန်တော်တို့ဒါအခုအိမ်ပြန်မဲ့ချိန်နဲ့ဒီပြီးတော့ကျွန်တော်တို့ကားဂိတ်ကိုကျွန်တော်တို့ပြန်ပါတော့မယ် Victoria Coast Station မျိုးရဲ့ကားဂိတ်ကိုကျွန်တော်ပြန်ပါတော့မယ်ခင်ဗျာ Where's the bill? The bill? Not yet ပြန်ပါပြီခင်ဗျာမြေရောက်ရထားလေးနေHow you feeling, Eddie? Tired? I'm tired. All right. Okay. Yeah, my big man. Bye bye.